ကျွန်တော်တို့ဆိုင်နာမည်ကတော့ရွှေမိုးကုတ်အမဲလုံးနဲ့ရှမ်းအစားစာဆိုင်ပါခင်ဗျကျွန်တော်တို့ဒီဆိုင်ကတက်တန်တစ်နှစ်နဲ့4လလောက်ရှိပါပြီဗျတစ်နှစ်ကျော်ခဲ့ပြီပေါ့ဟုတ်ကျွန်တော်ဒီဆိုင်မှာရတဲ့ဟာတွေကတော့မနက်စာအနေနဲ့ဆိုရင်ခောက်ဆွဲတွေရပါတယ်ရှမ်းခောက်ဆွဲတွေရှမ်းခောက်ဆွဲဟိုမှာကျွန်တော်အမဲလုံးတို့အမဲစွတ်တို့တုတ်ဖူးနွေးတို့တုတ်ဖူးကြော်တို့အဲ့ဒါတွေရပါတယ်ခင်ဗျကျွန်တော်ဒီမှာအရောင်းရဆုံးကတော့ကျွန်တော်ဒီအမဲလုံးတို့အမဲစွတ်တို့ပေါ့နော်တုတ်ဖူးနွေးတို့ရောင်းရပါတယ်ခင်ဗျပြီးရင်ကျွန်တော်ဒီနေ့လယ်ပိုင်းဆိုရင်တော့ရှမ်းသမင်းပုံစားပေါ့နော်ဟုတ်ရှမ်းဟင်းလေးတွေရပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်ဒီရန်ကုန်မှာနည်းနည်းခက်တဲ့ဟာလေးတွေပေါ့တုတ်ဖူးတုတ်တို့ဒီခေါက်ပုတ်ကြော်လေးတွေတို့ဟုတ်ဒီလိုမျိုးလေးတွေရပါတယ်ဗျကျွန်တော်ဆိုင်ဖွင့်ချိန်ကမနက်6နိုင်ခွဲကနေညနေ9နိုင်ထိပါခင်ဗျကျွန်တော်ဆိုင်ကတော့အိမ်နံပါတ်640ခွန်ပြည်သာရလမ်းတင်ကန်းကျွန်းမြို့နယ်မှာပါခင်ဗျဟုတ်